လူတိုင်းမှာအိမ်မက်တွေရှိကြတယ်ရှင်မန်းချက်တွေမတူညီပေမဲ့စိတ်အားထက်သန်ခြင်းကတော့တူညီကြတာကြီးပဲအတားအဆီးတွေကိုမမှုပဲနဲ့အမြင့်ဆုံးကိုပြန်တန်းချင်ကြတာပဲလေကျမရဲ့အိမ်မက်ကတော့ professional တယောက်အနေနဲ့ရက်တည်ရင်ဘဝအောင်မိသားစုနဲ့အတူတူဒိတ်ပဲရှိရှိဖြတ်သန်းဖို့ပါပဲဘလို့ပဲပြင်ပင်ဘလို့ပဲအခက်ခဲတွေပဲရှိကိုလှုပ်ချင်တာကိုလုပ်နေရတဲ့အတွက်ရှင်တန်နေရတယ်လို့ခံစားရတယ်ဒါပေမဲ့ဘဝမှာရှင်တန်နေပေမဲ့မရှင်တန်ကျင်တော့တဲ့အချိန်တွေရှိလာမယ်လို့ဘယ်သူကထင်ပါလဲကျမမှာကိစ္စယောဂရှိနေတယ်ဆိုတော့သိလိုက်ရတယ်လေဒီအသက်အရွယ်လေးနဲ့အရန်ကြောက်စရာကောင်းတဲ့ယောဂကြီးကျမမှာရှိနေရလေမင်္ဂလာပါကျမမေပါရှင်သားကိစ္စဖြစ်ခဲ့ပေမဲ့အသက်ရှင်ကျန်ရင်းနေသူတွေကတူပါကျမအသက်29နှစ်မှာဒီယောဂနဲ့ရင်ဆိုင်ခဲ့ရပါတယ်မထင်မှတ်ထားပေမဲ့ဒီယောဂဆိုရင်ရှိနေတယ်ဆိုတာကိုကျမလက်မခံချင်ပေမဲ့လည်းလက်ခံခဲ့ရပါတယ်အသက်ရှင်ဖို့စိတ်ပြနေပေမဲ့လည်းထက်တလဲလဲပြိုလဲခဲ့ရတယ်ပေါ့နော်ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောပါရင်ဆိုင်ခဲ့ပြီးတော့နောက်ဆုံးမှာတော့ဒီကင်ဆာယောဂါကြီးကိုကျော်လွှားနိုင်ခဲ့ပါတယ်ဒါကြောင့်ကျမနဲ့ဘဝတူကင်ဆာယောဂါဝေဒနာရှင်တွေအတွက်ရောအမျိုးသမီးတူတွေအတွက်ရောနောက်ပြီးတော့တက်တူရွယ်တူလူငယ်တွေအတွက်ရောပါကျမဖြတ်တန်းခဲ့ရတဲ့ကင်ဆာယောဂါခရီးစဉ်ကိုမျှဝေပေးချင်ပါတယ်ဒီရင်သားကင်ဆာဖြစ်နေတယ်ဆိုတော့ဆက်စသိချင်မှာဝိုင်းတစ်ခုလုံးဆုံးရှုံးလိုက်ရတယ်လို့ပဲအဲ့အချိန်မှာလေစိတ်ထဲမှာအချိန်ချင်းတွေးမိနေတာတစ်ခုပဲရှိတယ်။အော်ဘာလို့ငါမဖြစ်ရလဲပေါ့။ဘာဆက်လုပ်ရမလဲဆိုတာကိုစဉ်းစားနေဖို့ထက်ဒီရင်သားကင်ဆာဖြစ်နေတယ်ဆိုတဲ့အမှန်တရားကိုလုံးဝလက်မခံနိုင်ခဲ့ဘူး။ဘဝမှာဖြတ်သန်းခဲ့ရတဲ့နေ့ရက်တွေထဲမှာအဆိုးဆုံးချိန်တွေပဲ။ဘယ်သူကများငါကင်ဆာဖြစ်ခဲ့ရင်ဆိုပြီးတော့ကြိုးတွေးဖို့မှလဲ။လူတိုင်းတော့နေထိုင်မကောင်းဖြစ်ဘူးကြတာပဲလေ။ဒါပေမဲ့ဒီကိစ္စယောဂလောက်ထိဖြစ်လိမ့်မယ်လို့တကယ်ကိုကြိုမတွေးခဲ့ဘူးဒီလိုတဲ့ကိစ္စအကျိတ်ရှိနေပြီဆိုတဲ့အမှန်တရားကိုရင်ဆိုင်ရဲပဲနဲ့ကြောက်ရွံ့နေခဲ့တယ်ဒါပေမဲ့ငါဒီလိုပြိုလဲနေလို့မဖြစ်ဘူးငါဒီယောဂကိုအနိုင်ယူခြင်းတယ်ကိုချစ်ရတဲ့သူတွေနဲ့လည်းအကြာကြီးတူတူနေသွားခြင်းတယ်အဲ့ဒီရှင်တန်ခြင်းနဲ့စိတ်နဲ့ပဲကင်ဆာယောဂဖြစ်နေပြီဆိုတာကိုလက်ခံခဲ့တယ်ဖြစ်လာမဲ့အခက်အခဲတွေစိတ်ခေါ်မှုတွေကိုလည်းရင်ဆိုင်မဲဆိုပြီးတော့ဆုံးဖြတ်ခဲ့တယ်ဘလို့ပဲအတင်းကင်မိုသွင်းတဲ့ခရီးစဉ်ကတော့တန်းတန်းခဲ့တာကြီးပါပဲလူရောစိတ်ပါဝေနာတွေခံစားရတာပေါ့ဒါပေမဲ့အရင်လိုကျမ်းမာပြီးတော့ပျော်ပျော်ရွှင်ရွှင်နေနိုင်မှုအခွင့်အရေးရှိရဲဆိုတော့ညှော်လင်းချက်လေးတော့ရှိတာပေါ့နော်မကြခင်လူကောင်းအတိုင်းပြန်ဖြစ်တော့မှာချစ်ရတဲ့သူတွေနဲ့လည်းအသက်ကြီးရဲ့အထိအကြာကြီးနေနိုင်တော့မှာမိဘတွေကိုလည်းဦးမင်းမဆွဲတဲ့အထိလှုပ်ကြွေးပြနိုင်တော့မှာလို့ပဲတွေးတယ်တစ်ချိန်လုံးကနာကျင်ခဲ့ဘူးတဲ့ဝေဒနာဖြစ်ခဲ့ပေမဲ့အခုတော့ကိစ္စယောဂါကိုကြော်လွှားနိုင်ခဲ့တဲ့အမှတ်သားတစ်ခုဖြစ်ကြံခဲ့တယ်အနားမှာရှိတဲ့မိသားစုတွေတငယ်ချင်းတွေမိတ်ဆွေချစ်ရသူတွေအကုန်လုံးကအားပေးဂရုစိုက်ပေးချစ်ပေးခဲ့တော့ထင်ထားတဲ့အများကြီးပေါ့နော်ပို့ပြီးတော့တန်မာလာခဲ့တယ်စေကုသတဲ့ကာလကိုလည်းအကောင်းဆုံးကြော်ဖြတ်နိုင်ခဲ့တယ်ဒီလိုအခြေအနေဆိုးကြီးနဲ့ရင်ဆိုင်နေရတာကိုတယောက်တည်းမဟုတ်ပါဘူးအနာယူဖို့ခက်ခဲတယ်ဆိုရင်တော့လွယ်လွယ်နဲ့တော့လက်မလျှော့လိုက်ပါနဲ့ကျမကိုဆိုရင်အရင်ကထက်ကိုပိုချက်တက်လာပြီခန္ဓာကိုယ်လည်းဂရုစိုက်တယ်ကျမရည်နဲ့ညီညွတ်အောင်လည်းစားတောက်တယ်ပြီးတော့ကိုယ့်ရဲ့စိတ်လေးအမြဲတည်ငြိမ်နေအောင်နဲ့အကယ်၍များမမျှော်မှန်းနိုင်တဲ့လောကဓာတ်တွေထပ်ပြီးကြုံလာခဲ့မယ်ဆိုရင်ဒီထက်ပိုပြီးကြက်ခံနိုင်အောင်အကောင်းဆုံးပြုပြင်နေထိုင်နေပါတယ်ကျမအဓိကပြပြချင်တာကကြိုတင်မှန်းဆလို့မရတာဖြစ်တဲ့အတွက်အစားတောက်နေထိုင်ရအစာဂရုစိုက်ဖို့ကျမရဲ့ပုံမှန်စစ်ဆေးဖို့နဲ့ဖြစ်လာခဲ့လို့ရှိရင်စေကူတာစိတ်တွေကြောင့်နေ့စဉ်ဘဝမှာဟန်ချက်မပြတ်စေဖို့အတွက်ကြိုတင်စီမံထားစေချင်ပါတယ်အခုဆိုရင်ကျမနေချင်တဲ့ဘဝအကောင်းဆုံးနေထိုင်နေပါပြီဖြတ်သန်းခဲ့ရတဲ့ကာလတစ်လျှောက်ကတသက်တာမမေ့နိုင်တဲ့ဘဝရဲ့ပြဿနာတစ်ပုဒ်ပါရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောဖြတ်သန်းခဲ့ရတဲ့အခက်အခဲဆုံးအခြေအနေတစ်ခုပေါ့ကိစ္စကကျမရဲ့ဘဝကိုပြောင်းလဲလိုက်ပေမဲ့နိုင်မြူနိုင်ခဲ့ပါဘူးအမျိုးသမီးရှိဦးမှာတဦးကရင်သားကိစ္စဖြစ်နိုင်ခြင်းရှိတယ်ဆိုပေမဲ့ကျမတို့လုံနိုင်တဲ့အရာတွေရှိတယ်ဆိုတာကိုဘဝနဲ့ရှင်ပြီးသိလိုက်ရပါတယ်။နှက်ပြန်နိုင်ရမသေးကြတဲ့အတွက်ကိုကကျန်းမာရေးနေထိုင်မှုပုံစံရှိမယ်။ကျန်းမာရေးပုံမှန်စစ်ဆေးတဲ့အတွက်အကယ်၍ကိစ္စယောဂရှိတယ်ဆိုတာစောစောတွေ့ရှိခဲ့မယ်ဆိုရင်ကုသမှုအချိန်မီစတင်နိုင်မယ်။ကျ
တစ်ဖက်မှာလည်းငွေကြေးအကာအကွယ်ကိုကြိုတင်စီမံထားနိုင်မယ်ဆိုရင်ကင်ဆာရောဂါကြောင့်ဖြစ်လာမဲ့တက်ရောက်မှုတွေစိတ်ပူပန်မှုတွေကိုအကောင်းဆုံးချွတ်ချပေးနိုင်မယ်လို့ကျမယုံကြည်ပါတယ်ကင်ဆာရောဂါဟာတစ်ကမ္ဘာလုံးမှာသေဆုံးမှုဒုတိယအများဆုံးရောဂါဖြစ်ပါတယ်အမျိုးသမီး10ဦးမှာတဦးဟာရင်သားကင်ဆာဖြစ်နိုင်ခြေရှိပါတယ်ကျန်းမာတဲ့နေထိုင်မှုပုံစံရှိပါကကင်ဆာရောဂါကိုတားဆီးနိုင်ပါတယ်စောစီးစွာသိရှိပြီးရောဂါကုသခြင်းကအသက်ရှင်ကျန်ရင်းနိုင်ခြေ90%ထိရှိပါတယ်ကင်ဆာကုသမှုကြောင့်ငွေကြေးကုန်ကျမှုဝင်မပြည့်စေဖို့အသက်အာမခံကျန်းမာရေးအာမခံတို့နဲ့ကာကွယ်ပါ